ဒီနေ့တော့မစားသင့်တဲ့ကန်ဒီတွေအကြောင်းပြောရအောင်ပါလူကြိုက်များတဲ့ဂျယ်လီရေခဲကြောင်းတွေယူနီကွန်အီပေါက်တကြားလုံးတွေအပါအဝင်အထူးဆန်းဆုံးတကြားလုံးတွေအကြောင်းကျွန်တော်စူးစီးပေးထားပါတယ်အချို့ကြလုံးတဲ့လူများဒီမှာရှိမဲ့ဆိုရင်တော့လူချင်းမင်းတို့ရှောင်တဲ့ကန်ဒီတွေဘယ်ဟာဖြစ်မလဲဆိုတာကျွန်တော်တို့အခုပဲကြည့်ရအောင်ပါလူချင်းမင်းတို့တွေယုံကြည်စိတ်ချရတဲ့ iPad အေးချမ်းကိုရှောက်ဖွင့်နေပါသလားဒါဆိုရင်တော့ Premier iPad 789ကတင်းရဲ့အရှိမရှိနေပါပြီ24နာရီဝန်ဆောင်မှုလေးပေးထားပြီးတော့ KBZ CB AYA ဝေများဖြစ်ပါအချိန်မီထုတ်ယူရရှိနိုင်ပါတယ်တယူနစ်ကို1000ကျပ်လုံးနဲ့အကောင့်ဆက်တင်ဖွင့်ကစားနိုင်ပါတယ်လိပြန်မွေးပေါင်းစုံနိုင်ငံပွဲတွေပြင်မြန်မာပွဲတွေကိုပါစော့ကစားနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ဖုန်းနံပါတ်3998899313ကိုအခုပဲဆက်သွယ်စုံစမ်းနိုင်ပါပြီအသားချင်းဆိုင်ရတာကိုကြိုက်တယ်ဆိုရင်တော့ကဘာကျော်ဆူရှီနဲ့ဆာရှိမီဟင်မော်တွေကိုတေချာပေါက်တီးကြမှာပါငါးစိတ်မကြိုက်တဲ့တငယ်ချင်းတွေကိုစားကျင်နေဆိုရင်ဆူရှီတကြားလုံးအထုပ်လေးတွေဝယ်လို့ရနေပါပြီဆူရှီနဲ့တပုံစံနဲ့တူပေးမယ်လဲတကြားတွေပြင်းနေတာကြောင့်အချိုအရသာပဲရရှိမှာဖြစ်ပါတယ်အကြာကြီးထားလို့တိုးသွားမှလည်းစိတ်ပူစရာမလိုပါဘူးတထုံးမှ12ခုတောင်ပါပြီးတော့အမျိုးအစားကလည်းစုံလင်လာပါတယ်ပြီးတော့လည်းတကြားလုံးအမာတွေပါဝင်တာကြောင့်အကြာကြီးငုံထားလို့ရနေအောင်မှာဖြစ်ပါတယ်ခလေးဆက်ဆန်အချင်းကြီးကြားတဲ့ပုံစံဂျယ်လီကောင်းတွေတောင်ကုမ္ပဏီဘက်ကထည့်သွင်းပေးထားသေးတာပါထူဆန်တဲ့ဂျယ်လီပုံစံတွေအများကြီးရှိတဲ့အထက်မှာကိုကာကိုလာပလင်းပုံစံဂျယ်လီတွေလည်းပါဝင်နေပါတယ်ပုံမှန်ဆို10ခုလောက်ကိုပါဇက်တဲတစ်ပြိုင်နဲ့ထည့်လို့ရတဲ့အထိအရွယ်စားတည်တက်ကြပါတယ်ဒါပေမဲ့လည်းကျွန်တော်အခုပြောပြမယ့်ဂျယ်လီကတော့ကိုလာပလင်းအရွယ်နဲ့ညီမျှနေပါတယ်ကိုလာပလင်းပုံစံဂျယ်လီကြီးကိုတစ်ချက်ချင်းကိုက်စားလို့လည်းရနေအောင်ပါအဲ့ဒီဂျယ်လီတွေဘယ်လောက်ကြီးတယ်လဲဆိုကိုလာပလင်းပုံစံဂျယ်လီအသေးစားအခု60စာနဲ့ညီမျှမှုရှိနေပါတယ်ပြီးတော့လည်းအဲ့ဒီအရွယ်မှာအခွန်လုံးဝမပါပါဘူးအကုန်လုံးကဝါစားလို့ရတဲ့ဂျယ်လီတွေကြီးပဲဖြစ်ပါတယ်ခက်တာကတော့ကယ်လိုရီ1800တောင်ပါဝင်တာမလို့ဆရာဝန်တွေကတော့တင်းကိုစားခိုင်းမှာမဟုတ်ပါဘူးငှက်တိုင်းမုံဆိုတာခလေးဘွားမှအကျိန်ဆုံးမှုတစ်ခုဖြစ်ခဲ့ကြမှာပါပါဇက်သေးကိုပြောင်းဝင်သွားတဲ့အချိုအရသာကလည်းတကယ်ကိုပဲမိုင်လွန်နေပါတယ်ဒီငှက်တိုင်းမုံအရသာတွေမှာရွေးချက်စရာမရှိခဲ့ပေမဲ့ hard candy cotton candy ဆက်လေးကပြောင်းလဲပေးလိုက်ပါပြီလူချင်းမင်းကတင်ကြိုက်တဲ့တကြားလုံးအမာတွေကိုငှက်တိုင်းမုံအဖြစ်ပြောင်းလဲပေးနိုင်မဲ့ဆက်လေးပဲဖြစ်ပါတယ်အိမ်မှာပဲလုပ်လို့ရတာဆိုတော့တော်တော်လေးကိုအဆင်ပြေစေမှာဖြစ်ပါတယ်တင်ကြတဲ့တကြားလုံးအမာတွေကိုဆက်ထဲလိုက်ရုံနဲ့မိနစ်ပိုင်းအတွင်းငှက်တိုင်းမုံအဖြစ်ပြောင်းလဲပြီးတော့မှာပါကျွန်တော်မှသာအဲ့ဒီဆက်ရှိရင်တော့အမြဲတမ်းစားနေမိမှတေချာပါတယ်လေးလဲတဲ့ဆိုတာအတော်လေးကိုယွန်စရာကောင်းတဲ့ကိစ္စပါဒါကမှတကြားလုံးကိုလေးလဲတဲ့ပုံစံလှုပ်ထားတာကတကယ်ကိုအကြံစိုးတစ်ခုနဲ့တွားပြီးတော့တူနေပါတယ်ဒါပေမဲ့လည်းစိတ်ဝင်စားစရာလည်းကောင်းနေပြန်ပါတယ်ပြီးတော့လည်းဒီတကြားလုံးတွေကအနံ့လည်းမနံ့ပါဘူးနာမည်ကတော့ယူနီကွန်ရဲ့အီပေါက်ချက်ဆိုတဲ့နာမည်နဲ့ရောင်းချနေကြတာပါယူနီကွန်နဲ့အီပေါက်ပြီးဆိုရင်တက်တန်းတွေထွက်တယ်ဆိုတဲ့ဒန်နာကြီးအတိုင်းတက်တန်းပုံစံငှက်သိမ်းပုံလေးတွေလှုပ်ထားတာဖြစ်ပါတယ်ရှာထဲမှာပြောင်းဝင်သွားတဲ့တက်တန်းလေးကိုဆွဲပြီးတော့တနေ့သုံးတော့မစားမိအောင်တော့တတိထားရမှာဖြစ်ပါတယ်ဒါကတော့ကလေးတွေရဲ့သွားချမ်းမာရေးအတွက်ဖြစ်ပါတယ်မနက်စာဆိုတာတနေ့တာမှအရေးကြီးဆုံးဖြစ်တာကြောင့်မနက်စာမစားတာမျိုးလုံးဝမလုပ်သင့်ပါဘူးဒါပေမဲ့ရုံနောက်ကျတာတို့မနက်စာစားဖို့အချိန်မရှိဘူးဆိုရင်မနက်စာပုံစံဂျယ်လီလေးတွေကိုစမ်းစားကြည့်သင့်ပါတယ်မနက်စောစောဂျယ်လီစားတာကခန္ဓာကိုယ်အတွက်မကောင်းမိမယ်လေမနက်စာပုံစံဂျယ်လီဆိုတော့စိတ်ဝင်စားစရာကောင်းနေပါတယ်တထုံးမှ၄ခုပါဝင်ပြီးထော်ဘက်ဝေဖာပုံစံဂျယ်လီတစ်ခုကြက်ဥကြော်ပုံစံဂျယ်လီတစ်ခုနဲ့ဘေကွန်ပုံစံဂျယ်လီ2ခုပါဝင်နေပါတယ်ဘေကွန်ဆိုရင်အနီရောင်ဆိုတော့ချယ်ရီအရသာလေးကိုပြုလုပ်ပေးထားပါတယ်ကြက်ဥကတော့လီမွန်အရသာဖြစ်ပြီးဝေဖာကတော့မီပယ်နဲ့လီမွန်အရသာကိုပေါင်းဆက်ထားတယ်လို့သိရပါတယ်ပြီးတော့လည်းတကယ်ဝေဖာစားရသလိုမျိုးခန်းစားချက်ကိုရစေမှာဆိုတော့မစားခြင်းတဲ့လူမရှိသလောက်ဖြစ်မယ်လို့ထင်ပါတယ်မနက်စာဂျယ်လီတွေကိုတွေ့ပြီးပြီဆိုတော့အခုတော့မနက်စာစုပ်လုံးတွေကိုကြည့်လိုက်ရအောင်ပါနာမည်အတိုင်းပါပဲမနက်စာမုံပုံစံအတိုင်းလှုပ်ထားတဲ့စုပ်လုံးတွေဖြစ်ပါတယ်ဘေကွန်ဝေဖာဒိုနဲ့အစရှိသဖြင့်ပုံစံမျိုးစုံရှိနေပါတယ်ပုံစံနဲ့တူတာမဟုတ်ပါဘူးအရသာပါတူနေလို့ထိုးကြနေတာဖြစ်ပါတယ်ဆိုတော့ဘေကွန်အရသာစုပ်လုံးကရစားလို့ကောင်းပါမလားပေါင်မုံမီးခင်အရသာတို့ငါအသားညက်ပေါင်မုံအရသာတို့ဆိုရင်တော့အတော်လေးကိုယွန်စရာကောင်းမှသိကြပါတယ်ဘာဂါတို့ဆန်ဝစ်တို့မှာထည့်တဲ့သခွားသီးစားရေးစိန်ကိုကြိုက်တဲ့လူကနဲလာပါတယ်ဒါဆိုသခွားသီးစားရေးစိန်အရသာငှက်တိုင်းမုံကိုလှုပ်တဲ့ဆိုတာကအကြံကောင်းတော့မဟုတ်ပါဘူးဂရမ်ဘာဂျိုးစကနေထုတ်လုပ်လိုက်တဲ့သခွားသီးစားရေးစိန်အရသာဒီငှက်တိုင်းမုံရဲ့အရသာကတော့တကယ်ကိုလည်းထူးခြားသလိုငှက်တိုက်ကလည်းအတော်လေးထူလာပါတယ်ကြိုက်တဲ့လူတွေအတွက်ကတော့အမြဲတမ်းစားခြင်းတွေမှာဖြစ်ပေမဲ့လည်းမကြိုက်တဲ့လူတွေကတော့ဝေးကနေရှောင်ကျဉ်ကြမှာပါပိုပြီးပျော်စရာကောင်းတာကတော့ရှာတောင်အစိမ်းရောင်ပြောင်းသွားနိုင်တဲ့အချက်ပဲဖြစ်ပါတယ်စူပါဟီးရိုးဟော့ကဖန်များဝယ်စားသင့်တယ်လို့တော့ထင်မိပါတယ်ဘဲစစ်ပုံစံဂျယ်လီတွေကအချိုကနေအချင်းအထိအရသာမျိုးစုံရှိနေတာကြောင့်စိတ်ဝင်စားစရာကောင်းတဲ့မုံတစ်မျိုးဖြစ်နေတာပါဘင်းပုံစံဂျယ်လီဘီးစ်တွေကတော့လှည့်ကွက်တွေရှိနေပါတယ်ဂျယ်လီကပုံမှန်အတိုင်းဖြစ်နေပေမဲ့အရသာတွေကတော့ထူးခြားနေမှာဖြစ်ပါတယ်အင်ဂျင်စရာအရသာတွေတော့မှသူ့စီမှာရှိနေသေးတယ်လို့သိရပါတယ်ပြီးတော့လည်းပုံမှန်စားစရာတွေကိုဂျယ်လီထဲထည့်ထားတာဆိုတော့အရသာကပိုပြီးတော့စိုးသွားနိုင်ပါတယ်ချောကလက်ပူတင်ထော်ဘက်ပေါက်ပေါက်တစ်တော်သေးအရသာတို့ဆိုရင်တော့စားခြင်းစရာကောင်းမိမယ်လေခွေးစားအရသာဂျယ်လီတွေလည်းရှိနေပါတယ်အယောင်ငါးမှတူနေတာဆိုတော့အတော်လေးကိုယွန်စရာကောင်းနေမှာပါဘယ်အရသာဂျယ်လီကိုစားရမလဲဆိုတာဂိမ်းစော့ပြီးတော့ရွေးချယ်လို့ရအောင်မယ်လို့သိရပါတယ်ကျေးဇူးတော်နေမှာဘလို့ပိုင်မုံမျိုးကိုတင်စားခြင်းပါသလဲကျွန်တော်ကတော့ပန်းသီးပိုင်မုံလို့ပဲဖြည့်ခြင်းပါတယ်
ပြီးတော့ပိုင်မုံကိုစုံလုံးလိုမျိုးဒုတ်ထိုးစားလို့ရတဲ့ဆိုတာရောတင်သိပါသလားထူဆန်ပြီးမဖြစ်နိုင်စရာလို့ထင်ရပေမဲ့လည်းအပြင်မှာတကယ်ကိုရှိနေပါတယ်ဒုတ်တံပေါ်မှာပိုင်မုံအသေးစားလေးတစ်ခုကိုထိုးထားတာဖြစ်လို့စုံလုံးလို့ဖြစ်နေတာဖြစ်ပါတယ်ဒုတ်ထိုးထားပေမဲ့လည်းတကယ်ပိုင်မုံအစ်စ်ကိုတော့စားရမှာဖြစ်ပါတယ်တော်ပင်တွေကလည်းချောကလက်ပဲယူမလားမတ်ရှ်မဲလိုပဲယူမလားကြိုက်တာဆုံးဖြတ်လို့ရနိုင်ပါသေးတယ်တထုံးမှနှစ်ခုပောင်ဝင်တာကြောင့်တငယ်ချင်းတွေနဲ့မျှစားမယ်ဆိုရင်တော့ကလေးတွေအတွက်ပို့ပြီးတော့အဆင်ပြေစေနိုင်မယ်ထင်မိပါတယ်။နွေရာသီကအတော်ပူတာကြောင့်ရေကူးကမှထိုင်ပြီးအေးအေးပဲတောက်ချင်ကြမှလူတိုင်းပါ။ရေခဲကြောင်စားပြရင်လည်းအရေးပြောတာမြန်လာလို့တော့စိတ်ညစ်စရာကောင်းလာပါတယ်။ဒီတော့လူချင်းမင်းရဲ့နွေရာသီအတွက်အသင်းတော်ဆုံးဖြစ်မဲ့ဂျယ်လီရေခဲကြောင်လေးတွေကပေါ်လာခဲ့ပါတယ်။မြင်နေရတဲ့ဒီရေခဲကြောင်တွေကပုံမှန်အရွယ်အရသာပဲရှိပေမဲ့လို့အရေးကတော့ပျော်သွားမှာမဟုတ်ပါဘူး။ပြီးတော့လေအင်ဂျူတွေမှလည်းပြမမဟုတ်တာကြောင့်မိဘတွေသဘောကျကြမှာတေချာပါတယ်။အရသာရွေးစင်းရတွေလည်းပေါ်များပြီးအပြင်မှာစော့နေတဲ့အချိန်ဖြစ်စေရေကူးနေတဲ့အချိန်ဖြစ်စေစားလို့ရနိုင်ပါတယ်။အေးလေးစားခြင်းမယ်ဆိုရင်တော့ရေခဲတက်တာလေးထည့်ထားလိုက်ရုံပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရဲ့အစီအစဉ်လေးကိုဒီမှာနဲ့ရနာကြပါတယ်။အဆုံးလေးလိုက်ပါကြည့်ရှုပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ပြောရင်ကျွန်တော်တို့နောက်နေ့မှတွေ့ရအောင်ပါ။